လီဗာပူးအသင်းဘာဖြစ်သွားတာလဲပြီးခဲ့တဲ့ရာသီကချန်ပီယံဆုရယူခဲ့ပြီးအားလုံးကိုအောင်နိုင်တဲ့အသင်းအဖြစ်သတ်မှတ်ခံရတဲ့လီဗာပူးအသင်းဟာလက်ရှိမှာတော့မျှော်မှန်းထားတဲ့ခြေစွမ်းနဲ့ရလဒ်တွေကနေများစွာလွဲချော်နေပါတယ်နီးပြအာနီစလော့ရဲ့လက်ထက်မှာအသင်းဟာပရီးမီးယားလိနောက်ဆုံးပွဲစဉ်များမှာရှုံးဝဲဆက်နေပြီးတော့အမှတ်ပေးစရာမှာအဆင့်6သို့ကျဆင်းသွားခဲ့ပါတယ်ခရစ္စတယ်ဘဲလီချက်စီမန်ယူနဲ့နောက်ဆုံးဘရန်ဖို့ဒ်တို့ကိုရှုံးနိမ့်မှုတွေဟာလီဗာပူးပိတ်သက်တွေအတွက်စိုးရိမ်စရာအကောင်းဆုံးအခြေအနေဖြစ်လာပြီးနီးပြဆလော့ကိုရိုင်းကဘရန်ဖို့ဒ်ကို3-2နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲကိုသူ့ရဲ့လီဗာပူးနီးပြသက်တမ်းအတွင်းအဆိုးဆုံးတွေကတပွဲအဖြစ်ဝန်ခံပြောကြားခဲ့ပါတယ်လီဗာပူးဘာဖြစ်သွားလဲဆိုတဲ့မေကွန်းရဲ့အဖြေကိုရရှိဖို့အတွက်အသင်းရဲ့အပြောင်းလဲနီးပြွာပိုင်းနဲ့ဒိုင်ယာပြဿနာတွေကိုအသေးစိတ်ဆန်းစစ်ကြည့်အောင်နံပါတ်1ကြီးမားသောအပြောင်းရွှေ့နဲ့စလော့ဤနီးပြွာ2025နွေရာသီအပြောင်းရွှေ့ကာလမှာလီဗာပူးအတွက်သမိုင်းဝင်အပြောင်းလဲကာလဖြစ်ခဲ့ပါတယ်စုစုပေါင်းယူရိုတန်း900ခန့်ရင်းနှီးမြှုပ်နှံခဲ့ပြီးကစားသမားရောင်းရငွေမှာယူရို255တန်းခန့်ရရှိခဲ့တဲ့လီဗာပူးဟာကမ္ဘာဘောလုံးလောကမှာအပြောင်းအရွှေ့အယောင်းအဝယ်အလုပ်အများဆုံးကလပ်တွေကတစ်ခုဖြစ်ခဲ့ပါတယ်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့လက်ဇန်နာအာနိုလူရစ်ဒီယန်နဲ့ဒါဝင်နူးနက်တို့ထွက်ခွာသွားခဲ့တာဟာအသင်းရဲ့တည်ဆောက်ပုံကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်လီဗာပူးအသင်းဟာထွက်ခွာသွားတဲ့ကစားသမားတွေနေရာမှာလက်ဆန်နာအီဆန်ဖလိုရီယန်ဝစ်ဟူဂိုအီကီတီကီဂျယ်ရမီဖရင်ဘောင်နဲ့မီလိုကာကတ်စ်တို့လိုရေသွေးမြင့်မာတဲ့ကစားသမားတွေကိုပြန်လည်ခေါ်ယူခဲ့ပါတယ်အာနီစလော့ရဲ့နီးပြူဟာကရခင်နီးပြဂျာဂျန်ကလော့ရဲ့ heavy metal football လို့ခေါ်တဲ့အချိန်အဟုန်ပြင်းပြင်းနဲ့ဖိအားပေးပြီးတော့ဘောလုံးကိုပြန်လည်ရယူကတိုက်စစ်ကူးပြောင်းမှုကိုအဓိကထားတဲ့စတိုင်တဲ့ပိုမိုဘောလုံးကင်ကစားတဲ့ possessional ဘေးကိုပြောင်းနေကနောက်တန်းကနေစတင်တိစောက်ခြင်းဘေးအပ်ကိုအလေးထားပါတယ်အသင်းမှာခေါ်ယူထားတဲ့ကစားသမားအသစ်တွေဟာနီးပြဆလော့ရဲ့စနစ်နဲ့အံဝင်ဖို့အချိန်ယူနေရပါတယ်ဖလိုရီယန်ဝစ်ဟာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုမပြတ်သားနိုင်သေးပဲနီးပြွာနဲ့လာရောညီတွေဖြစ်အောင်ရုန်းကန်နေရပါတယ်လီဗာပူးဟာဒီရာသီမှာဆက်ပြီးကနေပေးကိုများစွာခွင့်ပြုခဲ့ရတာဟာအကြီးမားဆုံးခံစစ်အားနည်းချက်ဖြစ်ပါတယ်ဒီစနစ်အသစ်နဲ့အသင်းလိုက်စီယုံမှုအားနည်းနေတာကိုပြသနေပါတယ်ရခိုင်ရာသီများကလီဗာပူးရဲ့အားသာချက်ဖြစ်တဲ့နောက်ကျကိုသွင်းယူနိုင်မှုဟာဒီနှစ်မှာသူတို့အတွက်အကျိုးမပြုတော့ပဲခရစ္စတယ်ဘဲလီ68မိနစ်ချက်စီ65မိနစ်နဲ့မန်ယူ84မိနစ်တို့ကိုနောက်ကျဂိုးတွေနဲ့ပြန်ရှုံးနိမ့်ခဲ့ရပါတယ်နံပါတ်2လက်ရှိရလဒ်များနဲ့အဓိကအားနည်းချက်များလီဗာပူးဟာဘရန်ဖို့ဒ်ကို3-2နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပရီးမီးယားလိမှာခြေစွမ်းကျဆင်းမှုအထို့အထိပ်ကိုရောက်ရှိခဲ့ပါတယ်။နီးပြဆလော့ရဲ့အမှတ်ချက်များအရ9မိနစ်တွင်ဂိုးပေးလိုက်ရမျိုးကများလွန်ပါတယ်။ဘောလုံးဝဲတစ်ခုကိုနိုင်ရခြင်း3ဂိုးပေးလိုက်ရတာကအရန်များပါတယ်လို့နီးပြကပြောခဲ့ပါတယ်။ပွဲစဉ်10ပွဲမှာ17ဂိုးပေးထားရတာကအသင်းရဲ့ခံစစ်အားနည်းချက်ကိုပြသနေပါတယ်။အသင်းကောင်းဆောင်ဘာဂျယ်ဗန်ဒိုက်ကလည်းကိုဝဲစတိုက်ကလင်းရှိများခဲ့တာဟာအားလုံးကိုပြန်လည်သုံးသပ်ကြဖို့လိုအပ်ကြောင်းပြသနေပါတယ်။ကစားသမားတိုင်းဒီထက်ပိုအားထုတ်ဖို့လိုတယ်ဟုတိုက်တွန်းခဲ့ပါတယ်။လီဗာပူးအသင်းတွေပရီးမီးယားလိရလဒ်များဆိုးရွားနေချိန်မှာချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖရန့်ဘတ်ကို9-2နဲ့အနိုင်ရခဲ့တာဟာအသင်းအတွက်အရေးကြီးတဲ့အားစိတ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီပွဲမှာဟူဂိုအီကီတီကီနဲ့ဖလိုရီယန်ဝစ်တို့ရဲ့အခြေစွမ်းတွေပေါ်လွင်ခဲ့ပါတယ်။နံပါတ်3ဒိုင်ယာများနဲ့အဓိကကစားသမားများရဲ့အစိန်ခေါ်မှုလီဗာပူးအသင်းဟာလက်ရှိမှာဒိုင်ယာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးတော့အထူးသဖြင့်နောက်ခံလူနဲ့ကွင်းလယ်မှာထိခိုက်မှုတွေရှိနေပါတယ်။
အသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ Alisson Becker, Ryan Gravenberch, Giovanni Leoni တို့အပြင် Jeremy Frimpong ရဲ့ဒဏ်ရာဟာအသင်းရဲ့တိုက်စစ်အမြင့်တင်မှုမှာကြီးမားတဲ့ဟာကွက်ကိုဖြစ်စေခဲ့ပြီးတော့စံချိန်တင်ကြီးနဲ့ခေါ်ထားတဲ့ Alexander Isak ကလည်းခြေစမ်းပြဖို့ရုန်းကန်နေရတဲ့အပြင်ဒဏ်ရာပြဿနာနဲ့ထပ်မံရင်ဆိုင်နေရပါတယ်။ Mohamed Salah ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်မှုတွေရှိနေပါတယ်။ Frankfurt နဲ့ Champions League ပွဲမှာနီးပြအာနီစလော့ကသူ့ကိုလူစင်းကနေထုတ်ထားခဲ့တာဟာအားသင့်စရာဖြစ်ခဲ့ပြီးတော့ကစားသမားကိုရိုင်းရဲ့အဆုံးဖြတ်ချက်ချမှတ်မှုနဲ့ဂိုးသွင်းနိုင်စွမ်းဟာရခိုင်နှစ်တွေကလိုမဟုတ်တော့ဘူးလို့သုံးသပ်မှုတွေရှိနေပါတယ်။လက်ရှိမှာလီဗာပူးအသင်းဟာနီးပြူဟာအသွင်ကူးပြောင်းမှုကစားသမားအသစ်တွေစနစ်နဲ့အဝင်ခွင့်ကြဖြစ်ဖို့ရုန်းကန်နေရမှုနဲ့ဒဏ်ရာပြဿနာများစွာရဲ့ဖိအားပေးခြင်းကိုခံစားနေရပါတယ်။ပရီးမီးယားလိမှာအခက်အခဲများစွာရှိနေပေမဲ့ချန်ပီယံလိမှာအနိုင်ရခဲ့တဲ့အစွမ်းဆောင်ရည်ကိုပြည်တွင်းလိတွေကိုတည်ဆောင်လာနိုင်မှုကနီးပြအာနီစလော့ရဲ့အဓိကအစိန်ခေါ်မှုဖြစ်ပါတယ်။အသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့ပြောကြားချက်အတိုင်းကစားသမားအားလုံးပုံမကြိုးစားလုပ်ဆောင်ပြီးတော့ဒီခက်ခဲတဲ့ကာလကနေရုန်းထွက်ဖို့အတွက်အသင်းလိုက်စီလုံးညီညွတ်မှုဟာလိုအပ်နေတဲ့အဓိကအရာပဲဖြစ်ပါတယ်။ပိတ်သက်ကြီးရောဘယ်လိုမြင်ကြလဲလီဗာပူးအသင်းပြန်လာနိုင်မှာလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။